ခင်ရမ်းလေးရဲ့သူ့ရဲ့အရေးနော်ဆေးထားတော့အရေးလေးဖြစ်မှာပေါ့နော်ဒီဥစ္စာရဲ့သူ့အရေးလေးနဲ့ဣပြီးတော့ထွက်လာပြီနော်ဒါမှမဟုတ်ရေထည့်မလုံးနဲ့လို့ပြောတာဒီမဆွမ်းနာတော့ကရေတွေထည့်လိုက်တယ်ဆိုတော့ဆိုလို့ရှိရင်ရေဘောလောဖြစ်နေလောက်ပြီနော်ငါပါရှင်ဒီနေ့ချက်စုခင်းသီးလေးကိုပစွန်ချက်ကလေးနဲ့နှစ်ချက်ကလေးချက်ပါမယ်ဒီမှာခင်းသီးနုနုလေးတွေရထားတယ်ဆိုတော့သူ့ကိုအရင်ဆုံးဒါကိုလိုချင်တဲ့အနေတော်လေးကိုတုံးမိပြီဆိုလို့ရှိရင်ရေလေးဆေးမယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာပစွန်ချောင်းမှုတ်ကလေးနဲ့နှက်ပါမယ်အဲ့အတွက်ဒီမှာလိုအပ်တာလေးတွေလည်းပြင်ထားမယ်စက်သွန်အနီပါစက်သွန်အနီကိုပြီးထားမယ်ပြီးပြီဆိုလို့ရှိရင်တော့စက်သွန်ဖြူလေးတွေကိုလည်းဒီလိုမျိုးနှုတ်ကလေးဆင်ထားမယ်ဆိုလို့ရှိရင်စပြီးတော့ဒီခင်းလေးနှပ်ဖို့အတွက်ပြင်ဆင်လိုက်ကြရအောင်ပါဒီဆိုရင်ရတာအတွက်ဒါစားကိုထည့်လိုက်တာပါဒီဆိုရင်ဟိုတချီငါမှုံထည့်ပါမယ်တချို့ကြသားမှုန့်ကြိုက်တဲ့လူတို့ဘာလို့အခြားရတာမှုန့်ထည့်ကြလဲရသလိုဘာရတာမှုန့်မှမကြိုက်ရင်မထည့်ပဲလည်းရပါတယ်နော်ဒါတော့ကြက်သွန်ပြူပါပြီးရင်ကြက်သွန်နီစွန်ချောင်းမှုတ်ပါဒါတော့ဆွနွေးမှုတ်ပါအရောက်တမှုတ်လေးလည်းထည့်ပေးပါမယ်ဒါတော့မပိစိမ့်စားကိုအရေးဖြောထားတာပါဒီဆိုရင်တော့စီထည့်ပါမယ်ဒါတော့ရတာကြီးအားလုံးကိုနေပြီးတော့တစ်ခါလေလုံးချက်တဲ့ချက်နီလေးပါနော်ဒီလိုကိုနှစ်ဆက်အောင်နေလိုက်ပါမယ်ဆိုလို့ရှိရင်တေချာချာနှံ့နေအောင်နေထားပြီဆိုလို့ရှိရင်เนาะဒါမီးဖွင့်ပြီးတော့အိုးတဲလို့ရပါပြီเนาะအရန်လွယ်ပြီးတော့အရန်ရိုးရှင်းတယ်เนาะကဲဒါဆိုလို့ရှိရင်ကောင်းလေးပွက်ပွက်ဆူလာတဲ့အထိကိုစောင့်ပြီးတော့မှဣဖို့အတွက်ကိုရေထည့်မယ်เนาะအခုပထမဆုံးအချိန်မှာတော့ရေမထည့်သေးပဲနဲ့ဖုံးလေးအုပ်ထားပြီးတော့တည်ထားပါမယ်เนาะပွက်ပွက်ဆူလာအောင်စောင့်ရအောင်ကောင်းကောင်းပုံမှန်ဆူလာပြီဆိုလို့ရှိရင်နည်းနည်းလေးမှွေကြည့်မယ်เนาะအခုဆိုရင်ဆက်စုဒါဘာရေမှမထည့်ထားသေးဘူးသူ့ရေလေးနဲ့သူထွက်နေတာเนาะဒီဥစ္စာဆိုရေကိုထပ်မထည့်သေးဘူးဆက်ပြီးတော့ဒိုပဲတည့်ထားကြုံမယ်ဘာလို့ဆိုရေတွေထည့်တာများသွားပြီဆိုခင်းသီးနှက်လည်းဖြစ်တော့မယ်เนาะဘောလောဟင်းဘောလောကြီးလုံးဝစားမကောင်းเนาะဒါမှမဟုတ်သူ့ရေနဲ့သူဣရလားဆောင်းလိုက်မယ်မဣဘူးဆိုမှရေထပ်ထည့်မယ်ဒီအတိုင်းကတော့ပြန်ဖုံးပြီးတော့ထပ်ဣအောင်ဆောင်းလိုက်အောင်မယ်เนาะအတိကဟင်းချက်တဲ့ခါမှာရေထည့်တာမလောနဲ့เนาะအခုဒါချဆူရေလုံးဝမထည့်ပဲနဲ့တော့သူဒီခင်ရမ်းလေးရဲ့သူ့ရဲ့အရေးနော်ဆေးထားတော့ရေလေးဖြစ်မှာပေါ့နော်ဒီဥစ္စာရဲ့သူ့ရေလေးနဲ့ဣပြီးတော့ထွက်လာပြီနော်ဒါမှမဟုတ်ရေထည့်မလုံးနဲ့လို့ပြောတာဒီမဆွမ်းနာတော့ကရေတွေထည့်လိုက်တယ်ဆိုတော့ဆိုလို့ရှိရင်ရေဘောလောဖြစ်နေလောက်ပြီနော်အခုမှစီလေးလည်းပြင်လာခင်းသီးလေးကလည်းသူ့နဲ့သူဣလာတယ်ဒါရေးမှလည်းထည့်စရာမလိုပဲနဲ့နော်ဒီလိုအနေထားလေးကိုကြည့်လိုက်ရင်ဒီမှာနည်းနည်းလေးတော့ထပ်ပြီးတော့တည့်ဖို့လိုသေးတယ်ဆိုရင်အဖုံးလေးပြန်အုပ်ထားလိုက်ပဲချစ်ဆွေရဲ့ဟင်းချက်တဲ့ဗီဒီယိုဖိုင်လေးတွေကို YouTube မှာလည်းကြည့်လို့ရပါတယ် Asian Myanmar Food Recipe ဆိုလို့ရှိရင် YouTube မှာချစ်ဆွေရဲ့ဟင်းချက်နည်းလေးတွေအမျိုးမျိုးတင်ထားတာရှိပါတယ်ဒီလိုဆိုရင်ဒီ Facebook page မှာဆိုလို့ရှိရင်တော့ချစ်ဆွေဗမာပစည်းလေးတွေရောရိုးရာပစည်းလေးတွေရောရောင်းပေးနေပါတယ် TikTok မှာလည်းချစ်ဆွေရဲ့ဆိုင်လေးရှိပါတယ် like and follow လေးလုပ်ပေးပါအောင်เนาะစူးစမ်းပြီးတော့ချစ်ဆွေတို့အိမ်မှာစားနေကြပုံစံလေးတွေကိုပဲချက်ပြီးတော့ share ပေးနေတာပါเนาะ
အများကြီးတကြွလို့မဟုတ်ပြင်မဲ့ကိုယ်အိမ်မှာရှိတဲ့ဟင်းသီးဟင်းရွက်ကလေးတွေအသားငါးလေးတွေနဲ့ရတာရှိမြင်မြင်ဆန်းဆန်းချက်လို့ရတဲ့ပုံစံလေးတွေကိုအိမ်ချက်ကလေးအတိုင်းပဲချက်ပြပေးထားပါတယ်ရှင်။